အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အော်ဇွန်တုတ်လေးလှုပ်စာဖြစ်လို့လုံနီလေးကိုလာပြီးမျှဝေပေးတာပါနီးတွေမျိုးမျိုးရှိတဲ့ထဲကနေပြီးမှဒီနီးလေးကလွယ်ကူလို့ပါနော်ဒါကတော့ညီမဝယ်ခဲ့တဲ့အော်ဇွန်လေးပါရှင်မတိတရဲ့လူတွေအတွက်ပါနော်အရင်ဆုံးဒီလိုအရွက်ကလေးအရင်ခြေလိုက်ပါတယ်ရှင်အဲ့ဒီရွက်ကိုလည်းညီမတို့ကပြုတ်ပြီးတော့မှပြန်တို့လို့ရပါတယ်နော်ပြီးရင်တော့အော်ဇွန်လေးအခွန်ကိုခွာပါမယ်ညီမတို့အပင်ကိုတုတ်မှာပါနော်အရွက်ကိုမတုတ်ပါဘူးရှင်ဒီလိုမျိုးလေးအခွန်ခွာတာပေါ့အစင်ပြေတဲ့နီးနဲ့ခွာလို့ရပါတယ်နော်ကဲဒါကတော့ခွာပြီးရေးစီးပြီးသားအခြေအနေပေါ့နော်ပြီးညီမတို့ကဂျစ်လေးနဲ့အမြင့်လေးဖြစ်သွားအောင်လို့ချက်ပါမယ်ရှင်အော်ဇွန်ပင်ကလည်းအရင်ကနှုတ်ရတဲ့ကြောင့်မို့လို့အရင်မြင့်အောင်ချက်ကြမလို့ပါဘူးနော်ဒီလောက်ဆိုရပါပြီဒါကတော့မြေပဲစားလော်ပါမြေပဲစားလော်ညီမက၄ချမ်းခွဲအောင်ပဲထောင်းပါပါအရင်ညက်စရာမလိုပါဘူးရှင်ဒီလိုဆိုရင်ရပြီပြီးရင်တော့ညီမတို့တရုတ်နန်နန်လေးညက်ပြီးတော့ထည့်တာပါရှင်နန်နန်မိတ်မထည့်ပါဘူးပြီးရင်တော့ကြက်သွန်ဖြူလေးကိုရိုက်ပြပြီးတော့တောက်ထားလိုက်ပါမယ်ရှင်ပြီးရင်ညီမကငရုတ်တီးအနီတောင်လေးတစ်တောင်ထည့်တာပေါ့နော်ပြီးညီမငရုတ်စီထည့်မှာမလို့ပါဒီလိုလေးဆိုရပါပြီအခုလိုမျိုးပေါင်းပစ္စည်းလေးထည့်ပြီးတော့ပြီးဆိုရင်ညီမတို့စပြီးတော့တုပ်ပါတော့မယ်ရှင်ဒါကတော့ဗီနီဂါထည့်တာပါရှလကာရေးပါဒီဒီစိတ်ကိုတုံးထားပါတယ်ပြီးရင်တော့စားလေးအနှိမ့်ငယ်ပဲထည့်မှာပါနော်ပြီးရင်ညီမတို့ငံပြားရေးပေါ့ပဲငံပြားရေးညီမဒီတစ်စိတ်တုံးထားပါတယ်ပဲငံပြားရေးအကြည်ပါနော်လေးကိုထည့်ပါမယ်ရှင်ဒီလိုလေးထည့်ပြီးတော့ပြီးဆိုရင်တော့ညီမမြေပဲတောင်းကိုများလေးထည့်ပါမယ်ရှင်သူရဲ့အဓိကတော့မြေပဲရဲ့အစိမ့်နဲ့လေးနဲ့စားမှာမလို့ပါဒါကတော့ညီမကြော်ထားငရုတ်စီမွေးလေးပါရှင်ကဲပြီးဆိုရင်တော့အားလုံးကိုတမအောင်လို့နေပါမယ်နေပြီးလို့အပေါ်ငံအချင်းဆက်ပေါ့နော်ကိုလိုနီကျင်တဲ့နေထားရောက်ပြီးဆိုလို့ရှိရင်တော့ပကံထဲကိုပြောင်းထည့်ပြီးတော့စားသုံးလို့ရပါပြီရှင်သူကလေနုလေးနဲ့ပေါ့နော်မြေပဲရဲ့အစိမ့်တက်လေးနဲ့ချင်းဆက်လေးနဲ့အရန်ကိုစားလို့ကောင်းပါတယ်လို့ရလည်းမြန်ဆန်ပြီးတော့လွယ်ကူလို့အားလုံးပဲလှုပ်ရှားကြည့်ကြပါနော်တကယ်ကိုစားလို့ကောင်းပါတယ်ရှင် green ပြက်နေရလို့တွဲဆိုအရန်ကိုအဆင်ပြေပါတယ်အားလုံးပဲနောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်နော်တတ